မရင်ကျက်သေးတဲ့စိတ်တမာတိတွေရှင်းကျက်လာဖို့အတွက်အခြေခံအကြောင်းတရား၅မျိုးပြည့်စုံအောင်ရင်လုပ်ရမယ်တဲ့အဲ့ဒါပြည့်စုံမှရင့်ကျက်မှုဆိုဖြစ်လာတယ်အလွယ်တကူနဲ့ရမှာမဟုတ်ဘူးခုခေတ်လည်းပဲတချို့တရားစခန်းတွေမှာကြားရတယ်နော်ကြားရတယ်မွေလိုတွန့်လိန်နေတာတို့ထကနေတယ်တို့ရှိတယ်လို့ကြားဘူးတာပဲနော်အဲ့ဒါလို့အတိတ်ဘဝနဲ့ဆက်ဆက်ပြီးတော့စိတ်ထဲမှာပေါ်တဲ့အတိုင်းလျှောက်ပြီးတော့ဖြစ်နေတာတွေကတော့ရှိတတ်တယ်ပေါ့နော်ရှိတတ်တယ်သို့တော့အဲ့ဒါတွေနောက်ကိုလိုက်ပြီးတော့မျောပါနေရမှာမဟုတ်ဘူးမိမိရဲ့တမာရီစွမ်းအားဝီရိယစွမ်းအားနဲ့ဒါတွေကိုဖယ်ရှားပြီးတရားကိုတေချာရှုမြင်အောင်ကြိုးစားရမှာဖြစ်တယ်အဲ့ဒါလို့မကြိုးစားလို့ရှိရင်ဒီပေါ်မှာပဲပေါ်လောမျောပြီးတော့ပါနေတတ်တယ်ပေါ့အခုမေဂိယမထေရကိုမြတ်စွာဘုရားဟောတဲ့တရားလေးတွေကိုမှတ်ထားပြီးဘာလို့ရတော့ဆိုမရင်ကျက်သေးတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့တမာရီစွမ်းအားစိတ်ရဲ့ဆန့်ကျင်မဲ့ကိလေသာတွေကလွတ်မြောက်ကြောင်းတမာတိရဲ့ဆန့်ကျင်မဲ့ကိလေသာတွေကလွတ်မြောက်ကြောင်းအတွက်အကြောင်းအထောက်အကူ၅မျိုးရှိတယ်တဲ့အဲ့ဒီ၅မျိုးကဘာလို့ဆိုရင်နံပါတ်1ကကလျာဏမိတ်တာဆရာကောင်းသမားကောင်းလို့တယ်နော်ဒါတွေကိုဖြောက်ပေးအောင်ဟောပြောပေးနိုင်တဲ့ဆရာကောင်းသမားကောင်းကလျာဏမိတ်တာမိတ်ကောင်းဆွေကောင်းလို့တယ်နံပါတ်1နောက်မိမိကိုယ်တိုင်ကကိုချင်းသီလပြည့်ဝဖို့လိုတယ်စင်ကြယ်တဲ့သီလရှိရမယ်သီလကျိုးပေါက်နေတာမျိုးတို့သီလမစင်မကြယ်ဖြစ်နေတာမျိုးတို့မဖြစ်စေရဘူးတဲ့နံပါတ်2ကသီလနဲ့ပြည့်စုံအောင်ကြိုးစားရမယ်တဲ့သီလနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ကိုယ်သီလကိုဆင်ញင်လိုက်တာနဲ့စိတ်ထဲမှာကျဉ်းနှံ့အာရမှုတွေဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာသည့်ထိအောင်ကိုယ်သီလဆိုပါစို့၅ပါးသီလစောင့်တည်ထားရင်၅ပါးသီလငါဘယ်တော့မှမကျူးလွန်ဘူးငါစောင့်တည်လိုက်တဲ့အချိန်က၅ပါးသီလငုတ်တဏ္ဍမှာပြည့်စုံတယ်ကျင့်နှံ့ဆရာကောင်းတယ်ငါဘဝမှာဒါအာကိုတစ်ခုကြီးရပြီလို့စိတ်ထဲမှာကျင့်နှံ့လောက်အောင်၅ပါးသီလကိုစောင့်တည်ထားတယ်ဟောသီလရှိတယ်ပြီးတဲ့အခါကျတော့နံပါတ်3ကဘာတော့ဆိုရင်တရားစကားဒီတရားစကားကိုကြားနာဖို့ဆိုတာလည်းအရေးကြီးတယ်အဲ့ဒီတရားစကားဟာကမ္မထာအလုံးနဲ့အမြဲတမ်းသက်ဆိုင်တဲ့သီလတို့တမာရီတို့ပညာတို့ဆိုတဲ့ဒါတွေနဲ့ဘဝမှာဒီလောဘဆိုတာနေဖို့နော်ဒီပစ္စည်းလေးပါးနဲ့ပတ်သက်တဲ့ရောင်ရဲထပ်ဖို့ဆိုတဲ့လိုက်နာကျင့်သုံးရမယ့်အခြေအနေခေါင်းတွေဒီလိုတရားစကားမျိုးတွေဖြင့်ကိုယ်ရင်ထဲနှလုံးထဲမှာအေးချမ်းအောင်နားထောင်ပေးရမယ်တရားနာပေးရမယ်လို့ဆိုလို့တယ်နော်တရားနာပေးခြင်းအပြင်ရင်ထဲကအပူတွေဟာပျောက်သွားတယ်ဆိုလက်တွေ့ခံစားရတဲ့ပုံကိုယ်တွေလည်းရှိပါတယ်နော်လက်တွေ့ခံစားရတဲ့ပုံကိုယ်တွေရှိအဲ့ဒါလို့လုပ်ပြီးတဲ့အခါမှာနံပါတ်4ကကြိုးစားအထုတ်တဲ့ဝိရိယဆိုတာခုနပြောတဲ့မမှန်ကန်တဲ့အတွေးတွေကိုရင်ထဲကတွန်းထုတ်ပြဖို့လို့ဆက်လက်ခံမနေရဘူးလက်ခံတာကိုလက်ခံလို့ဖြစ်တာဟုတ်ဒီအတွေးတွေပေါ်လာလို့ရှင်တွန်းထုတ်ဘာနဲ့တွန်းထုတ်အာယုံပြောင်းပြီးတွန်းထုတ်နော်အာယုံပြောင်းပြီးတော့တွန်းထုတ်အောင်အဲ့ဒါလို့တစ်ခုခုနဲ့ပြောင်းလဲပြီးကမ္မထာအာယုံနဲ့တွန်းထုတ်ပြတာဝိရိယလို့ခေါ်တယ်အာယုံနောက်မှာမျောပါမနေပဲနဲ့မိမိမှတ်မယ်ထွက်လေဝင်လေမှတ်မယ်ဆိုရင်ထွက်လေဝင်လေမရရအောင်မှတ်နော်မရရအောင်မှတ်တယ်အဲ့ဒီလိုဝိရိယနဲ့ကြိုးစားအထုတ်ပြီးတဲ့အခါမှာနံပါတ်5ကပညာတဲ့အဲ့ဒီပညာတော့အရာရာမှာဆင်ញင်သုံးသပ်နိုင်တဲ့ပညာအဲ့ဒီကနေပြီးတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့ဝိပဿနာပညာဒီဟာရှိကိုရှိရမယ်လို့ဆိုလို့ကိုတွေးနေတဲ့အတွေးတွေအာယုန်တွေနဲ့ပတ်သက်ပြီးကြည့်တော့အော်တွေးတဲ့စိတ်ကလည်းမမြဲဘူးတွေးနေတဲ့အာယုန်တွေကလည်းပဲပျောက်ကွယ်နေတာဆိုတဲ့သဘောတရားတွေကိုဆင်ញင်သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကအတွေးတွေဟာရပ်ဆိုင်သွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ဝိပဿနာပညာနဲ့မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားပေးရမယ်အဲ့ဒီတဖြည်းဖြည်းကိုယ့်ရဲ့ပညာဟာရင့်ကျက်လာမှာဖြစ်အဲ့တော့ဆရာကောင်းသမားကောင်းဟာအရေးကြီးတယ်
ဆရာကောင်းသမားကောင်းပေါ်မှာမှီပြီးတော့ကိုချင်းသီလရှိရမယ်ဆရာကောင်းသမားကောင်းထံကနေပြီးတော့တရားစကားကြားနာမှုရှိရမယ်ကြိုးစားအထောက်တဲ့ဝီရိယရှိရမယ်အသိပညာရှိရမယ်လို့ဒီ၅မျိုးကိုယ့်ရင်နဲ့နှလုံးထဲမှာအခိုင်အမာတိဆောက်ပြီးတဲ့နောက်မှာတဲ့ဒီဝိပဿနာဒီတရားကျင့်စဉ်၄မျိုးကိုဆက်လက်ပြီးတော့ကျင့်သုံးပါမြတ်စွာဘုရားမိဂိယဟော